နောက်ဆုံးပိတ်အိတ်နဲ့လွယ်အကယ်ဒမီ9ဆုရှင်ဖြစ်သွားနိုင်တဲ့အသိန်းခေါ်နေတူအသိန်းကပညာမတတ်တော့တူရီတူမတွေကိုပညာတတ်ကြီးတွေဖြစ်အောင်ပံ့ပိုးပေးခြင်းနဲ့ဆိုတဲ့ဒီဇယုတ်ကာရီတာမှာတက်တဲ့စီမျောခဲ့သူအကယ်ဒမီနေတူရဲ့တရုတ်ဆောင်မှုတွေကတကယ်ကိုစက်တီထားလောက်ပါပြီတဲ့ရုံမတင်ရသေးပေမဲ့ထွေလာထွက်လာပြီးကတည်းကဒီနှစ်အတွက်အကယ်ဒမီကိုနေတူအတွက်ခံမှန်းပြောဆိုနေကြပြီပဲဖြစ်ပါတယ်။ LGBT ဇယုတ်တွေနဲ့အကျိုးပေးတဲ့နေတူကတော့တကယ်ပဲဒီနှစ်အတွက်အကယ်ဒမီဆုရသွားနိုင်မလား။ LGBT ဇယုတ်တရုတ်ဆောင်တာများနေပြီဖြစ်တာကြောင့်လေထက်နေပြီလို့ထင်နေကြပေမဲ့ဒီရုပ်ရှင်ထဲမှာဆိုရင်လေအရင် character တွေနဲ့လုံးဝမတူဘဲနဲ့ကွဲပြားစွာနဲ့တရုတ်ပေါ်ထားတာတွေ့ရပါတယ်။မျက်လက်တက်ပေမဲ့ရေစီးကျန်းနေဆိုတဲ့ရုပ်ရှင်စကားကြီးမှာတော့နေတူကမိမရှာဇယုတ်အသိအနေနဲ့ပါဝင်တရုတ်ဆောင်ထားပါတယ်။မိမရှာဇယုတ်ဆိုပေမဲ့ယောက်ျားမြင်ငန်းငန်းတက်လူချင်းနေတဲ့ပေါ်ပေါ်ပဲပဲဇယုတ်မျိုးကိုရိုက်ပြထားတာမျိုးမဟုတ်ပဲတမိုးရှိစွာနေထိုင်တဲ့လေးစားစရာ LGBT ဇယုတ်မျိုးပါရှင်။ဒီနေ့နေတူလိုပဲအကယ်ဒမီအတွက်အီဗန်စားနေတဲ့မင်းသားကျော်ကတော့ပန်းမြိုင်လဲကဥယျာဉ်မှုစကားနဲ့မြင့်မြတ်ပါရှင်။ကျောင်းဆရာကာရီတာနဲ့အကယ်ဒမီအကျိုးပေးတဲ့မြင့်မြတ်ကလည်းဒီစကားမှာကျောင်းဆရာလေးဖြစ်တည်ဆောင်ထားပါတယ်။ဆရာကြီးလေတွင်သားစောချစ်ရဲ့ဖြစ်မှန်ဘဝအကြောင်းအရာတွေကိုပုံပုံရိပ်ကူးထားတဲ့ဒီပန်းမြန်လေးကဥယျာဉ်မှုရုပ်ရှင်စကားကြီးကလည်းပြည်သူတွေကြားမှာတော့အကယ်ဒမီမှန်းပေးနေကြတဲ့အထိပါပဲနော်။မြင့်မြတ်ကရိုးမဘော်ကကြားတဲ့မျက်ရည်မှာဆိုရင်လေဒီလိုမျိုးကျောင်းဆရာဇယုံနဲ့အကယ်ဒမီစုစုခိုးထားတာကြောင့်ဒီပန်းမြန်လေးကဥယျာဉ်မှုဆိုတဲ့စကားကြီးမှာလေအကယ်ဒမီဆုထပ်မံပြီးတော့ရရှိလိုက်မယ်လို့လည်းထင်ကြေးပေးခံနေရပါတယ်။ဒါကြောင့်ဒီနှစ်အတွက်အမျိုးသားဆက်ဆောင်ဆုအတွက်အကယ်ဒမီကတော့စူပါစတာ2ယောက်အပြိုင်ကြတဲ့နှစ်မို့ပြည်သက်တွေအနေနဲ့ပို့ပြီးတော့ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းမယ်ဆိုတာကတော့အသေးချပါပဲရှင်။ပြည်သက်ကြီးတို့ရောဒီနှစ်အတွက်အကယ်ဒမီဆုကို LGBT ဇယုတ်ဖြစ်တရုတ်ဆောင်ထားတဲ့အသိရသွားမလား။ဒါမှမဟုတ်ကျောင်းဆရာလေးဖြစ်တရုတ်ဆောင်ထားတဲ့ဆရာငင်းချမ်းကရသွားမလားဆိုတာဘယ်သူရသွားမလဲဆိုတာခန့်မှန်းပေးခဲ့ကြပါအောင်နော်။